ဒီနေ့မှာတော့ Minecraft အတွင်းထဲလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒါဆိုတော့ချိန်လေးမဆွဲပဲဗီဒီယိုလေးစလိုက်အောင်ရ။အရင်ဆုံး Play Store ထဲဝင်မှာပြီးရင် Minecraft အတွင်းလို့ရိုက်ရှာလိုက်ပါ။ Minecraft ပြီးတော့ ADDONS အတွင်းလို့ရိုက်ပါ။အတွင်းလို့ရိုက်ရှာလိုက်ပါ။ပြီးရင်ပစိန်နဲ့ဟာလေးကိုနှိပ်ပါပြီးရင်တောင်းပြီးကျွန်တော်ကတော့တောင်းပြီးသားမလို့ open ကိုနှိပ်လိုက်ပါပြီးရင်တော့ရိုးကြိုက်တဲ့ဟာကိုတောင်းလို့ရပါတယ်။ရင်ဆုံးစိတ်လေးယူလိုက်ပါဗျာကျွန်တော်ကတော့ပြီးရင်ကျွန်တော်ကတော့တနက်အတွင်းလေးကိုပဲရွေးလိုက်ပါတယ်ကျွန်တော်ကတော့ပြီးရင် download လိုက်ပါမယ်ပြီးရင်တော့စိတ်200နဲ့ဝယ်ပါမယ်ပြီးရင်တော့ Minecraft ထဲကိုတိဝယ်လေးလိုရောက်ပါပါကျွန်တော်ကတော့စစ်တောင်းအောင်မှပြင်းလို့အတူပဲတောင်းထားလိုက်ရပါပြီးရင်ဟိုထဲကိုဝင်ပါပြီးရင်ထည့်ပြီးတော့ဆော့ပါရင်တော့ဒီထဲဝင်ပါနောက်ထပ်တောင်းထားတဲ့ထစ်နေရတောင်းထားတဲ့အတွင်းလေးကိုထည့်လိုက်ပါနှိပ်လိုက်ပါနှိပ်ပြီးသားရင်တော့ creative ပြောင်းပါပြီးရင်စလိုက်ပါပြီးရင်ဝင်လိုက်ဆိုဟောကျွန်တော်ကတော့ကြော်ညာကြီးတွေဝင်အဲ့ကြော်ညာကြီးကိုကျွန်တော်စိတ်ကုန်လိုက်ပြီးရင်ဟိုရဲအဲ့ဒါဆိုကျွန်တော်တောင်းထားတဲ့အတွန်းလေးကရသွားပြီပေါ့ဗျာအဲ့တော့ဗီဒီယိုလေးကဒီလောက်ပါ